မင်္ဂလာပါရှင်ဒီခေါက်မှာတော့ဟေဇယ်ကသူတင့်ကိုဆက်သွယ်လာမှာလားအဆက်သွယ်ပြတ်နေတဲ့သူကတင့်ကိုဘာပြောချင်နေလဲဆိုတဲ့ခေါင်းစဉ်နဲ့ reading လေးလုပ်ပေးထားပါတယ်ဒီတစ်ခါ reading ကလေ tarot ရော oracle ရောနှစ်မျိုးသုံးပြီးဖတ်ပေးထားပါတယ်general reading လေးဖြစ်လို့အရင် serious မထားဘူးတောင်းဆိုပါတယ်ရှင်ဒါဆိုရင်ကိုသိချင်တဲ့ကိုနဲ့အဆက်အသွယ်ပြတ်နေတဲ့သူကိုအာရုံပြုပြီးတော့ပုံလေးတစ်ပုံရေးထားပေးပါဦးနော်ရွေးပြီးပြီဆိုရင်ပိုင်ဝမ်းလေးတွေကိုယဉ်ကြည့်လိုက်ရအောင်နော်ပိုင်ဝမ်းလေးတွေမင်္ဂလာပါရှင်ပိုင်ဝမ်းလေးတွေနဲ့အဆက်အသွယ်ပြတ်နေတဲ့သူကပိုင်ဝမ်းလေးတွေကိုပြောချင်နေလဲသူကပိုင်ဝမ်းလေးတွေကိုဆက်သွယ်လာမှာလားပေါ့နော်အဲ့ဒါလေးကိုဒီနေ့ဖတ်ပေးပါမယ်တာရောရော oracle နှစ်မျိုးသုံးပြီးဖတ်ပေးထားပါတယ်တာရောကတ်လေးကိုယဉ်ကြည့်လိုက်ရအောင်နော်ဒါကပိုင်ဝမ်းလေးတွေကိုဆက်သွယ်ပြတ်နေတဲ့သူရဲ့ energy ပေါ့နော်အဲ့ဒါလေးယဉ်ကြည့်ပေးမယ်ပိုင်ဝမ်းလေးနဲ့ဆက်သွယ်ပြတ်နေတဲ့သူကလေသူလိုချင်တာကိုရအောင်ကြိုးစားတဲ့သူမျိုးနော်လိုချင်တာကိုမရမကယူတတ်တဲ့သူမျိုးလို့မြင်တယ်။မဆိုရင်တော့သူကလေပိုင်ဝမ်းလေးတွေကိုလေပြန်ဆက်သွယ်ဖို့ကြိုးစားနေတာတွေ့ရတယ်။ဒါပေမဲ့အရင်ဆုံးတော့သူ့ကိုယ်သူ healing လုပ်နေတယ်တဲ့။ healing လုပ်နေတဲ့ကာလပေါ့နော်။အတိတ်မှာရောလက်ရှိမှာရောသူကအလုပ်ကိုပဲသူအာရုံစိုက်နေတာတွေ့ရတယ်။တချို့အရာတွေသူကြောခိုင်းထားတယ်။ငွေကြေးတည်ငြိမ်ဖို့ပြည့်စုံဖို့စုမိဆောင်ဖို့ပေါ့နော်။အဲ့တခုတွေကိုသူဥတီပြီးလှုပ်နေတာတွေ့ရတယ်ပိုင်ဝမ်းလေးတွေကိုပြန်ဆက်သွယ်ဖို့ပြန်တွေးဖို့ကတော့သူအချိန်ယူနေရတော့မယ်တဲ့သူစိတ်ထဲမှာလေသူနဲ့ကိုယ်နဲ့ရှိတဲ့အချိန်တွေအတူသွားခဲ့တဲ့နေရာအတူစားခဲ့တဲ့နေရာအတူသွားခဲ့လာခဲ့ပျော်ခဲ့တဲ့နေရာပေါ့နော်ခီးထွက်ခဲ့တဲ့နေရာတွေပါပေါ့အဲ့လိုမျိုးအချိန်တွေတော့သူပြန်သတိရနေတယ်တဲ့ဆိုတော့သူပြောချင်တဲ့စကားတွေကဘာတွေဖြစ်မလဲသူဘာတွေပြောချင်နေလဲဆိုတာကို oracle ကတ်လေးကြည့်ပြီးတော့ပြောပေးမယ်နော်it's time for me to heal now နဲ့ပုံမှာပြောခဲ့သလိုပဲသူကပိုင်ဝမ်းလေးကိုသတိရနေသတိရပဲမဲ့ပေါ့နော်သူပြန်တွေးဖို့ပြန်ဆက်သွယ်ဖို့အတွက်ပေါ့သူစိတ်ရောလူရောအရင်လိုပြန်ဖြစ်ဖို့သူပြန်တိဆောက်နေတယ်သူ me time ယူနေတယ်သူချိန်ယူပြီးတော့သူ healing လုပ်နေပါတယ်တဲ့we both know I'm not the one for you တဲ့ငါတို့ညလုံးသိတယ်ငါမင်းအတွက်မဟုတ်ဘူးတဲ့ချစ်ရလေးပိုင်ဝမ်းလေးနဲ့သူနဲ့ကလေထင်မြင်လွဲသွားတာမျိုးရှိလားမသိဘူးပေါ့နော်ဆိုတော့သူနဲ့ကိုယ်နဲ့ကြားမှာတစုံတစ်ခုအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့ထင်မြင်လွဲသွားတာလေးတွေကြောက်ကစားဖြစ်တာလေးတွေရှိနေတဲ့ပုံပဲဆိုတော့သူကငါမင်းအတွက်မဟုတ်ဘူးတဲ့ငါတို့ညလုံးလည်းသိတယ်တဲ့အဲ့လိုပြောထားတယ်ဒါပေမဲ့ my life is not as together as it seems တဲ့ဆိုတော့ငါဘဝမင်းနဲ့အတူရှိနေတော့ကနေတော့မတူဘူးတဲ့မင်းမရှိရဲ့ဘဝငါတို့လွယ်ကူမနေဘူးပေါ့နော်ခက်ခဲနေတယ်လို့သူပြောထားတယ်I want to tell you how I feel ငါမင်းကိုငါဘယ်လိုခံစားနေရတယ်ငါဘယ်လိုဖြစ်ပျက်နေတဲ့အကြောင်းတွေပြောပြချင်ပါသေးတယ်တဲ့ You speak to me through music တဲ့သူကမင်းကိုသတိရနေတဲ့အချိန်တိုင်းပေါ့နော်ဆိုတော့ပိုင်ဝမ်းလေးကိုသတိရတဲ့အချိန်တိုင်းသချင်းလေးနားထောင်နေသချင်းလေးနားထောင်ရင်အချိန်ကုန်နေပြီးရင်သချင်းတွေကစာသားတွေပေါ့အဲ့ဒီစာသားတွေကပိုင်ဝမ်းလေးတွေကသူ့ကိုပြောချင်နေတဲ့စကားများလားပေါ့နော်သူအဲ့လိုတွေးတယ်တဲ့ဆိုတော့ခြုံပြီးတော့ကြည့်မယ်ဆိုရင်ပေါ့နော်သူပိုင်ဝမ်းလေးကိုသူသတိရနေတယ်သူလုပ်နေတယ်အလုပ်တွေလုပ်နေမှာကိုပြန်တိဆောက်နေတယ် healing လုပ်နေတယ်အရင်ကိုနဲ့ရှိခဲ့တဲ့အချိန်တွေကိုသူပြန်တတိယနေတယ်တီးချာတော့လေသူကပိုင်ဝမ်းလေးသူဆက်သွယ်မှာနော်ဆက်သွယ်မှာသူကလူချင်တာကိုရအောင်ယူတဲ့လူဆိုလေပိုင်ဝမ်းလေးကိုသူဆက်သွယ်လိမ့်မယ်ဒါပေမဲ့အခုဒလောဆယ်တော့သူနည်းနည်း healing time လုပ်နေဆိုတော့အဲ့ဒါပြီးရင်တော့သူဒီကြပေါ့သူပြန်ဆက်သွယ်မှာဆိုတော့ပိုင်ဝမ်းလေးအတွက်ကလောက်ပါပဲရှင်ဖြေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကဲပိုင်တူးလေးကိုကြည့်လိုက်ရအောင်နော်ပိုင်တူးလေးမင်္ဂလာပါရှင်ဒီ reading လေးမှာပိုင်တူးလေးတွေနဲ့ဆက်သွယ်ပြနေတဲ့သူကပိုင်တူးလေးကိုဗာပြောချင်နေလဲသူကပိုင်တူးလေးတွေကိုပြန်ဆက်သွယ်မှာလားသတိရနေလားပေါ့နော်အဲ့ခေါင်းစဉ်လေးနဲ့ reading လေးဖတ်ပေးထားပါတယ် tarot ကလေးယဉ်ကြည့်လိုက်ရအောင်နော် oracle ကလေးခဏနေမှကြည့်ပြပါမယ်ပိုင်တူးလေးနဲ့ဆက်သွယ်ပြနေသူကလေပိုင်တူးလေးကိုတကယ်ကိုဆွဆွလန်းနဲ့ကိုချစ်တာနော်သူ့ရဲ့ energy ကလေပိုင်တူးလေးကိုတကယ်ကိုဆွဆွလန်းနဲ့မမေ့နိုင်လောက်ချစ်ပါတယ်တဲ့ Knight of Cups မို့လို့တစ်ဖက်လူက romantic ဆန်တဲ့လူစိတ်ကူးစိတ်တန်းကောင်းတဲ့လူစေနာကောင်းတဲ့သူမျိုးလို့တွေ့ရတယ်သူနဲ့ကိုယ်နဲ့ပြန်တွေ့လို့ရှိရင်လေသူကဘယ်သွားမယ်တို့ဘာလုပ်မယ်တို့အဲ့လိုမျိုးပေါ့ဟိုစိတ်ကူးရင်နှာလေးတွေသူ့မှာရှိတယ်သူစိတ်ကူးတော့ပုံဖော်ထားတာပေါ့နော်လက်ရှိမှာသူကလေလုံးနဲ့ပတ်သက်ပြီးတော့သူစူးစမ်းနေရတော့မယ်တဲ့
လောလောဆယ်ငွေကြေးပိုင်းနဲ့ပတ်သက်လို့သူစုဆောင်းနေတယ်တချို့သူတင်ယူရမယ့်အရာတွေပေါ့နော်သူလေ့လာရမယ့်အရာတွေရှိလို့သူလေ့လာနေရတော့မယ်တဲ့ဆိုတော့နောက်တစ်ခုကနောက်တစ်ခက်က five for source ဆိုတော့သူကတချို့ကိစ္စလေးမှာလေပိုင်လူတွေနဲ့သူနဲ့လေသဘောထားကွဲလွဲတာလေးတွေအမြင်မတူတာလေးရှိခဲ့ပုံတော့ရတယ်ဆိုတော့ तू ပြန်ဆက်သွယ်မယ်ဆိုရင်တော့မှလေအရင်လိုပြန်ဆင်ပြေပါမလားတို့အရင်လိုဖြစ်ပါမလားတို့နောက်ပိုင်တူလေးရဲ့သူပြန်လက်ခံပါမလားတို့သူအဲ့လိုမျိုးတွေးထားတာမျိုးသူ့မှာ emotion တွေဖြစ်နေတာပေါ့နော်အဲ့လိုမျိုးတွေးတယ်ဆိုတော့ तू စိတ်ကို तू ပြန်ဆန်းစင်တာပေါ့နော် तू ဆက်သွယ်မှဒီဘက်ကပြန်လက်မခံရင်ပြန်မဆက်သွယ်ရင်ဘယ်လိုလုပ်မလဲသူကြိုးစိတ်ညစ်နေရမျိုးပေါ့ဆိုတော့သူဆက်သွယ်ခြင်းနဲ့ဒါပေမဲ့သူကောင်းထဲမှာအတွေးများနေဆိုတော့သူဘာတွေပြောချင်နေလဲပေါ့နော်ပိုင်တူးလေးကိုဘာတွေပြောချင်နေလဲဆိုတာကို oracle ကတ်လေးနဲ့ကြည့်ပေးမယ်နော် I lost myself for a little while နဲ့ပိုင်တူးလေးနဲ့သူနဲ့လေအဆက်အသွယ်ပြနေသူကလေသူ့ကိုယ်သူပေါ့နော်သူခဏသူပျောက်ဆုံးနေတယ်တဲ့ဆိုလိုချင်တဲ့သဘောကလေသူနဲ့ကိုနဲ့ဝေးနေတဲ့အချိန်တော်တွင်မှာသူစင်မပြေဘူးအလုပ်ထဲမှာသူစိတ်မပါနေတာမျိုးတို့နေရူကကိစ္စနေတော့မှအဆင်မပြေတာမျိုးသူဖြစ်နေတယ်တဲ့ we need to let each other go တဲ့ငါတို့နှစ်ယောက်တယောက်ကိုတယောက်ခွင့်လွှတ်နားလဲပေးဖို့လိုတယ်လို့သူတွေးနေတယ်တဲ့တယောက်မချိုက်တာတယောက်မလုပ်ဖို့လို့ညှိနှိုင်းမှုလိုအပ်နေရပေါ့နော်ဘာလို့လဲဆိုတော့ I want you တဲ့ငါမင်းကိုလိုအပ်လို့ပါတဲ့သူ့ဘဝမှာလေပိုင်တူးလေးရှိမှအဆင်ပြေမယ်လို့သူတွေးနေုံရတယ်ဒါပေမဲ့လောဆယ်အဆင်ပြေသေးပေါ့နော်ပြန်ဆက်သွယ်ဖို့ပြန်လာနိုင်ဖို့ I'm not available တဲ့သူပြောထားတယ်ဆိုတော့အလုပ်တွေများတယ်တင်ယူရတာတွေများနေတယ်ငွေကြေးတင်းရသူစုဆောင်းနေတဲ့ကာလပေါ့နော်အဲ့လိုကာလဆိုသူကလက်ရှိမှာကိုယ်စီမလာနိုင်သေးဘူးတဲ့ဒါပေမဲ့ तू ကသူ့ရဲ့ energy ကတော့တကယ်ကိုဆွဆွလန်းလန်းနဲ့သူကကိုချစ်တယ်ဒီလားဘာလို့ level ကတ်ရထားတာကိုဆိုတော့ဒါပေမဲ့ तू ကနည်းနည်းတော့ emotion များတွေးလွန်နေတဲ့ပုံတော့တွေ့ရတယ်ဆိုတော့ finding out the true crush me ရဲ့ဆိုတော့သူနဲ့ကိုယ်နဲ့ကြားမှာလေဘာတွေမှားခဲ့လဲပေါ့နော်သူပြန်တွေးနေတယ်သူဘာတွေလွန်ခဲ့လဲပေါ့အဲ့လိုကိစ္စတွေသူပြန်စဉ်းစားတယ်သူအဖြေရှာတိုင်းသူနာကျင်ရတယ်တဲ့ဒါမှမဟုတ်လေအမြင်မတူတာသဘောထားမတူတာလေးပေါ့နော်ပိုင်နူးလေးအတွက်ကအဲ့ကိစ္စဘာမှမဟုတ်လာဘူးပေါ့ဒါပေမဲ့သူ့အတွက်ကရေးရှိတဲ့ကိစ္စကိုသူသတ်မှတ်ထားပုံရတယ်ဆိုတော့အဲ့လိုမျိုးသဘောထားမတိုက်ဆိုင်တာလေးရှိတော့လေသူပြန်ဆက်တွေ့လိုက်လို့ရေလိုပြန်ဖြစ်မှာတော့သူကြိုတွေးပြီးတော့ပူပန်နေပုံရတယ်ဆိုတော့ခြုံကြည့်မယ်ဆိုရင်တော့ပိုင်တူးလေးတွေကလေဒလဘာကရတဲ့အတွက်တစ်ဖက်လူကကိုယ်ကိုတကယ်ချစ်တဲ့လူဖြစ်တယ်ဆိုတာတွေ့ရတယ်သူစိတ်ထဲမှာလည်းပြန်တွေ့ရင်ဘာလုပ်မယ်ဘယ်သွားကြမယ်ဘာသွားစားမယ်အဲ့လိုလေးပေါ့နော်ဘယ်လို surprise လုပ်မယ်သူတွေးထားတယ်သူစိတ်ကူးထဲမှာစီစဉ်ရှိတယ်မဲ့ loss တော့အလုံးများနေတယ် emotion များနေတယ်ပြန်ဆက်သွယ်ဖို့အချိန်တော့နည်းနည်းစောင့်ရအောင်မယ်သူပြန်ဆက်သွယ်လာပေါ့နော်စိတ်ထဲမှာလေသူနဲ့ကိုနဲ့ကြားမှာလေဟိုညှိနှိုင်းစရာတွေရှိရဲလို့သူတွေးထားတဲ့ပုံပဲသူကြိုတွေးပြီးတော့အစိုးဘက်ကတွေးပြီးတော့သူတွန့်ဆုတ်နေရပါတော့ငါဆက်သွယ်လိုက်လို့သူငါ့ကိုလက်ခံမလားတို့သူအရင်လိုပြန်ပြီးတော့ကောင်းကောင်းမွန်ပြန်စကားပြောပါမလားတို့အဲ့လိုပေါ့နော်ဆိုတော့ဘယ်ချိန်ပြန်ဆက်သွယ်မလဲဆိုရင်သူစူးစမ်းနေတဲ့ကာလပြီးရင်တော့သူပိုင်တူးလေးတွေကိုသူပြန်ဆက်သွယ်ပါမယ်တဲ့လောလောဆယ်တော့အလုပ်များနေတာရောသူ့ဘက်သူဟို emotion တွေများပြီးတော့သူ့ဘက်သူ negative thinking တွေများနေရကြအောင်တော့မဆက်သွယ်ဖြစ်သေးပါဘူးတဲ့ဆိုတော့ပိုင်တူးလေးအတွက်ကလောက်ပါပဲเนาะဖြေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ကဲပိုင်3လေးတက်ကြည့်လိုက်ရအောင်ပိုင်3လေးမင်္ဂလာပါရှင်ပိုင်3လေးနဲ့အဆက်အသွယ်ပြတ်နေတဲ့သူကပိုင်3လေးကိုဗာပြောချင်နေလဲသူကကိုယ့်ကိုပြန်ပြီးဆက်သွယ်လာမှာလားသူကိုယ့်ကိုသတိရနေတာပေါ့နော်အဲ့ဒီခေါင်းစဉ်နဲ့ video လေးဖတ်ပေးထားပါတယ်ဒါတော့ကလေးရင်ကြည့်လိုက်ရအောင်နော် oracle ကလေးခဏနေမှဖတ်ပေးပါမယ်ပိုင်3လေးနဲ့ဆက်သွယ်ပြနေတဲ့သူရဲ့ energy ကလေသူတို့ဘဝမှာသူတို့ကိုယ်တိုင်ဦးစီးဦးဆောင်တော့မှကျင်းနေတဲ့သူမျိုးနော်စိတ်ထားလည်းပြတ်သားတယ်တခါလေးတစ်ဖက်သက်ဆန္ဒမျိုးလေးတွေတွေ့ရတယ်စိတ်ထဲမှာလေသူလှုပ်ချင်ပြီဆိုရင်ဇလုပ်တဲ့သူမျိုးအဲ့လိုမျိုးတွေ့ရတယ်နော်လက်ရှိမှာတော့သူကလေပိုင်3လေးကိုသူမျောကြည့်နေသလားလှမ်းကြည့်နေရဆိုတော့သူသတိရနေတယ်တဲ့ဒါပေမဲ့ကက်ကလေ Emperor ရဲ့ energy ဆိုတော့သူကနည်းနည်းတော့မာနရှိတယ်မာနရှိရယ်ဆိုတော့သူဆက်သွယ်မဲ့အစားကိုကစပြီးတော့ပိုင်သွေးလေးကစပြီးဆက်သွယ်မှာသူကစောင့်နေတယ်အဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့သူကကိုယ့်ပေါ်မှာတော့ခံစားချက်ရှိရဲ့သဘောကျတယ်ဒါပေမဲ့ Justin နဲ့ Temperance ကရထားတော့ပိုင်သွေးလေးနဲ့ဆက်ဆံရေးကိုသူကမျှမျှတတဖြစ်ဖို့fair ဖြစ်ဖို့ညီတူမျှတူဖြစ်ဖို့အဲ့လိုမျိုးသူကလိုချင်တယ်တဲ့
လောဆယ်မှာသူရည်ရထားတာဖြစ်မြောက်အောင်balance ဖြစ်အောင်သူစူးစမ်းနေတယ်တဲ့ရေတော့သူနဲ့ကိုယ်နဲ့ကြားမှာတော့ဟိုဘလို့ဖြစ်ခဲ့တယ်တော့ပြောတတ်ဘူးပေါ့နော်ဒါပေမဲ့အခုသူကလိုချင်နေတာကသူနဲ့ကိုယ်နဲ့ကြားမှာညီတူမျှတူဖြစ်မှုတဲ့မလားဟိုညီမျှမျှဆက်ဆံရေးမျိုးအဲ့လိုမျိုးသူလိုချင်တယ်တဲ့ဒီမှာတခုတွေ့တာလေဟိုပိုင်3လေးတဲမှာပေါ့တချို့ပေါ့နော်တချို့ဆိုအကုန်မဟုတ်ပေါ့နည်းနည်းဟို30%လောက်ပေါ့အတွင်းရန်ရှိတယ်တော့အတွင်းလူအနှောက်ရှက်ပေါ့နော်အတွင်းလူနှောက်ရှက်ရှိတယ်အဲဆိုသူနဲ့ကိုယ်နဲ့ကြားမှာဆက်သွယ်ပြတ်တာဒီအတွင်းလူကြောင့်ပေါ့အတွင်းလူကြောင့်တော့မြင်တယ်ပေါ့နော်အကုန်တော့မဟုတ်ဘူးဒီကတချို့ပေါ့နော်အတွင်းလူနှောက်ရှက်ရှိတာမြင်တယ်ဆိုတော့ oracle ကတ်လေးဆက်ကြည့်အောင်နော်သူကိုဘာတွေပြောချင်လဲဆိုတော့ဟာလေးကို oracle ကတ်လေးတွေနဲ့ဆက်ကြည့်ရအောင်ဆိုတော့ဒီမှာက oracle ကတ်လေးမှာဘာတွေပြောထားလဲဆိုတော့ it was my fault but I blame you တဲ့ဆိုတော့ဒီဖြစ်ခဲ့တာတွေကငါ့ရဲ့အဖြစ်တွေပဲဒါပေမဲ့ငါမင်းကိုအဖြစ်တင်ခဲ့တယ်တဲ့ဆိုတော့ तू အဖြစ်တချို့လုပ်ခဲ့တာ तू သိတယ် तू လုပ်ခဲ့တာမှလည်း तू သိတယ်ဒါပေမဲ့ तू ကမင်းကိုပဲ तू အဖြစ်တင်ခဲ့တယ်တဲ့ I hope that you can forgive me one day တဲ့မင်းကတနေ့မှာတစ်ချိန်မှာတော့ခွင့်လွှတ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်တဲ့ तू ခွင့်လွှတ်ဖို့တော့ तू စောင့်နေပေါ့နော်So you were the best thing in my life တဲ့မင်းကငါ့ဘဝမှာအကောင်းဆုံးသောအရာလေးတစ်ခုပါပဲတဲ့ I remember every details of that day ငါမင်းနဲ့ပတ်သက်ခဲ့တဲ့အချိန်လေးတွေအတူရှိခဲ့တဲ့အချိန်လေးတွေနော်အတူသွားအတူစားအတူလာအဲ့လိုအချိန်လေးတွေကို तू အကုန်အမှတ်ရနေကို तू အကုန်သတိရနေပါတယ်တဲ့ So I replay our conversation over and over တဲ့ဆိုတော့ तू ကပိုင်း3လေးနဲ့ပြောခဲ့တဲ့ chat တွေ conversation တွေပေါ့နော်ဆိုတော့ तू သတိရရင်ပြန်ဖတ်နေရပုံပဲဆိုတော့ဒီမှာပြောထားတယ်လေ I replay our conversation over and over ဆိုတော့ဒါပေမဲ့ तू ကလေ amber energy နဲ့ဆိုတော့စိတ်ကလည်းပြတ်သားတယ်ဆိုတော့လေ तू ဘက်ကဆက်သွယ်ဖို့ထက်ပေါ့နော်ကိုယ့်ဘက်ကစပြီးဆက်သွယ်တာကိုစောင့်နေတာမျိုးအဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့သူ့ဘက်ကဆက်သွယ်လာမလားဆိုရင်တော့ဆက်သွယ်လိမ့်မယ်ဒါပေမဲ့အချိန်တစ်ခုတော့စောင့်ရမှာပေါ့နော်ဆိုတော့ဘာလို့ဆိုတော့တမာနလည်းရှိတာဟုတ်တမာနလည်းနည်းနည်းကြီးတော့ဆိုတော့သူ့ဘက်ကဆက်သွယ်မဲ့ကိုယ့်ဘက်ကဆက်သွယ်မဲ့ဆိုရင်တော့သူကသူပြန်လက်ခံမယ်သူချက်ချင်းပြန်ပြောမယ်တချို့ကလည်းလေဟိုခုနပြောခဲ့သလိုမျိုးပေါ့နော်သူနဲ့ကိုယ်နဲ့ကြားမှာကြားလူအတွင်းလူနှောက်ရှက်လေးကြောင့်ဝေးကွာတာမျိုးတွေ့ရတော့လေအဲ့ဒါလေးတော့နည်းနည်းတော့သတိထားပြီးပေါ့နော်တချို့ပဲအကုန်တော့မဟုတ်ပါဘူးဆိုတော့လက်ရှိမှာသူကလေသူ့လို့နဲ့သူလိုချင်တဲ့ပန်းနိုင်သူအဲ့ဒါပဲသူအာယုံဆိုင်နေတာတွေ့ရတယ်ဘာလို့ဆိုတော့သူ့ဘက်ကစပြီးဆက်သွယ်လာမှာတော့မရှိသေးဘူးပေါ့နော်ပိုင်သီးလေးဘက်ကစပြီးဆက်သွယ်လာမှာသူကမျှော်နေသူအဲ့ဒါမျိုးတော့သူကစောင့်နေဆိုတော့အဲ့လို energy မျိုးပဲတွေ့ရတယ်ပိုင်သီးလေးစပြီးဆက်သွယ်လာနေသူကပြန်ခေါ်လိုက်မယ်သူပြန်ပြောလိုက်မယ်ပေါ့အဲ့လိုမျိုးလေးကသူတွေ့ရတယ်ပေါ့နော်ဆိုတော့ပိုင်သီးလေးအတွက်လောက်ပါပဲရှင်ဖြေလေးကိုကျင်းတဲ့လိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုနေသူအားလုံးလည်းကျေးဇူးတင်ပါတယ်ကောင်းမွန်သောနေ့လေးပိုင်ဆိုင်နိုင်ပါစေရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်